ပြီးခဲ့တဲ့ဘက်ဂျွန်လ17ရက်နေ့ကရှင်ပြိုင်ကစားခဲ့ကြတဲ့အာဂျင်တီးနားအသင်းနဲ့ကိုလံဘီယာအသင်းတို့ပွဲစဉ်မှာအာဂျင်တီးနားအသင်းသားလီယိုနယ်မက်ဆီနဲ့ကိုလံဘီယာကစားသမားဟာမက်ရိုဒီဂက်တို့အချင်းများခဲ့ကြပါတယ်လီယိုနယ်မက်ဆီအနေနဲ့ပွဲမစခင်ဟာမက်ရိုဒီဂက်ကိုလက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိသလိုအကြီးချင်းတော့မဆုံးခဲ့ပါဘူးပွဲကစားချိန်82မိနစ်မှာအာဂျင်တီးနားကစားသမားအန်ဆိုဖာနန်ဒက်အနီးကပ်အသက်ခံခဲ့ရပါတယ်ထိုအချိန်မှာနှစ်ဖက်ကစားသမားတွေအချင်းများခဲ့ကြပြီးတော့ထိုထဲမှာလီယိုနယ်မက်ဆီနဲ့ဟာမက်ရိုဒီဂက်တို့လည်းပါဝင်ခဲ့ပါတယ်ပြဿနာတွေရဲ့အစတော့ဒီအင်တာဗျူးလေးကနေပြီးတော့စတင်ခဲ့ပါတယ်အာဂျင်တီးနားနဲ့ကိုလံဘီယာအသင်းတို့ရဲ့2024ကိုပါအမေရိကဖိုင်နယ်အပြီးမှာတော့ကိုလံဘီယာကစားသမားဟာမက်ရိုဒီဂက်အနေနဲ့အင်တာဗျူးခုမှာအခုလိုပဲဖြေကြားခဲ့ပါတယ်ကျွန်တော်တို့ကိုလံဘီယာအသင်းအနေနဲ့ကိုပါအမေရိကမှာကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသနိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ကိုပါအမေရိကဖလားကိုအကြောင်းမျိုးကြောင့်မရခဲ့ဘူးကျွန်တော်အထင်ဒိုင်နီကအာဂျင်တီးနားအသင်းကိုပို့ပြီးတော့ရစေချင်တယ်လို့ကျွန်တော်မြင်မိတယ်ဘာလို့လဲဆိုတော့သူကကျွန်တော်တို့ပင်နယ်တီရမယ့်အလုံးတွေကိုမပေးခဲ့ဘူးအနည်းဆုံးတစ်လုံးလောက်တော့ရရှိခဲ့တဲ့နယ်လို့ကိုလံဘီယာကစားသမားဟာမက်ရိုဒီဂက်ကပြောကြားခဲ့ပါတယ်အဲ့လိုပြောကြားခဲ့တဲ့အင်တာဗျူးပေါ်ကိုအာဂျင်တီးနားကစားသမားလီယိုနယ်မက်ဆီအနေနဲ့ကတော့ကျင်းနှက်ခဲ့တဲ့ပုံမပေါ်ပါဘူးဒါကြောင့်လည်းအာဂျင်တီးနားကစားသမားအန်ဆိုဖာနန်ဒက်အနီးကပ်ပြသပြီးထုတ်ပြန်ရတဲ့အချိန်မှာလီယိုနယ်မက်ဆီအနေနဲ့ဟာမက်ရိုဒီဂက်အနာကိုသွားပြီးတော့အခုလိုပဲပြောကြားခဲ့ပါတယ်။ဖိုင်နယ်မှာငါတို့ကိုတိုင်ကကူခဲ့တယ်လို့မင်းကပြောချင်တာပေါ့။မင်းကတော်တော်စကားများတဲ့ကောင်ပဲလို့ပြောကြားခဲ့ပါတယ်။ဟာမက်ရိုဒီဂက်ကလည်းလီယိုနယ်မက်ဆီကိုငါဘာမှပြောခဲ့တာမရှိဘူးဆိုပြီးတော့ပြန်ပြီးတော့ပြောကြားခဲ့ပါတယ်။ပွဲပြီးမှာတော့သတင်းတောက်တွေကလီယိုနယ်မက်ဆီကိုပွဲထဲမှာဖြစ်ခဲ့တဲ့အကြောင်းမေးခဲ့ပေမဲ့လီယိုနယ်မက်ဆီအနေနဲ့ကတော့ကွင်းထဲမှာဖြစ်ခဲ့တာကကွင်းထဲမှာပဲထားခဲ့တယ်ဆိုပြီးတော့ပြန်လဲပြောကြားသွားခဲ့ပါတယ်အခုလိုစိတ်ဝင်စားစရာဘောလုံးသတင်းတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်TikTok ကကြည့်နေတဲ့ brother တို့အနေနဲ့လည်းအပေါင်းလေးကိုနှိပ်ပေးကြဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်